မင်းတို့မိန်းမတွေတိခဲ့တာမယ်လက်ဖက်ရည်ဆိုင်ကဘောလုံးပွဲကြည့်ပြီးပြန်လာတော့ကိုအောင်တယောက်အိမ်တအိမ်မှလေမရိုင်းရန်ဖြစ်တန်ကြောင့်ဆက်စုချင်းစိတ်တွေတဖွာဖွာပေါ်လာသည်ထို့ကြောင့်နီးစရာနေရနာကပ်၍နားထောင်နေသည်ငါစီးဝါရှာပေးတော့ကကြတော့အရန်တက်လေးထိုင်စားအခုကိုဗစ်ကြီးဖြစ်လို့အလုတ်အကိုင်မကောင်းတော့အတန်ဒီကချွတ်လာရောငါမပြောလိုက်ချင်ဘူးချွေတာပေါ့ကွာငါပြောချင်တာကချွေတာနေတာပဲဘာချွေတာတယ်ဟုတ်လားစီးတဲ့ရေဆယ်တဲ့ကန်တင်းဆိုတာမင်းတို့မိန်းမတွေလိုရမယ့်အလုပ်ကြီးကွမှတ်ထားဘာရှင်ကကျမကိုဘလောက်များပေးလို့ဒီစကားတွေပြောနေရတာလေမသိရင်ပတ်စံနေအပုံလိုက်ကြီးပေးနေတဲ့အတိုင်းပဲဟေးပေးတဲ့လောက်တော့ပေးနေတာပဲမဟုတ်လားမင်းကိုချွေတာဟိုပြောနေတာကွာမင်းညနေကဝဲတဲ့ပတ်စံအိတ်ဆို2000ကြီးများတောင်အမလေးငါတော့နှမျောလို့စားလို့တောင်ဝင်ပါမလားမသိဘူးအခုညစာကိုဘယ်ဝင်မလဲရှင်ကဘီယာလေးတမစ်မြတောင်းနေတာကိုသူ့မိမကလည်းတခွန်းမကြံပြန်ပတ်နေတယ်ဗျာယောက်ျားလို့သူကလည်းကိုစိတ်ရှည်ဆိုတော့ထားပါအခုဆိုလင်မယားရန်ပွဲကအကျိတ်နဲ့ပွဲကအတော်ပင်စူနေလေပြီကိုအောင်တယောက်နယံချီကတ်တဲ့ထက်ကပ်၍နားထောင်နေစေဟေးငါလိုယောက်ျားမျိုးကိုကဘာပတ်ပြီးရှာကြည့်အမေအလာအီဒီလူကတော့မတောက်မစားဘီယာနဲ့တောက်ပြန်ဖားလိုက်သည်သူ့စကားသူဒီအိမ်မှာငါဆိုတဲ့အိမ်တန်းဦးစီးမရှိရင်ဘာဖြစ်သွားမယ်ထင်တယ်လဲအမလေးတော့အပူဒီပြောမနေပါနဲ့ဒီအိမ်မှာရှင်ဆိုတဲ့အိမ်တန်းဦးစီးမရှိလဲဘာမှမဖြစ်ဘူးရှင်းနေရဝင်ကျင်တဲ့သူတွေမှတပုံကြီးကိုအောင်တယောက်ချောင်းသားထောင်ရင်ကိုမြင့်မောင်မိန်းမကကွက်ကနဲ့ပြန်ပတ်လိုက်တဲ့စကားကြောင့်ဘလို့မှထိမ့်ချုပ်လို့မရတော့ပဲရီချလိုက်ရငကိုကမှဒေါသအိုးပေါက်ကွဲနေတဲ့ကိုမြင့်မောင်ဝမ်းကောင်းတန်ကြီးဖြင့်အော်နင်းကဒီလိုလားနင်းလင်ငယ်ကတော့အစောကြီးခေါ်ထားတယ်ပေါ့ဟုတ်လားအရာကတော့ရေလာကြည့်ကြပါအောင်ကိုမြင့်မောင်မဟုတ်ဘူးနော်ဘာမဟုတ်တာလဲအခုခေါ်လိုက်ရှင်တခုခုတော့မားနေပြီနော်ဟေးဘာမှမမားဘူးငါနားနဲ့ဆက်ကြားတာငါနားမကန်သေးဘူးအမောင်တွေကချောင်းနားထောင်နေရဲ့နင့်လင်ငယ်ကိုခေါ်လိုက်အခုဒီကိစ္စကိုရှင်းမယ်ဒီတိုင်းဆိုချင်းနီမကောင်းဘူးဟိုကစင်လိုက်ရင်တီချာပေါက်ချက်ကိုတွေ့မှာတွေ့ရင်ဘလို့ပြောပြအယူမှာမဟုတ်ဘူးသူ့မိမတော့တနာပါတယ်ဒါပေမဲ့စင်မလာခင်အမြန်ဆုံးပစိုးချုံရောက်ချင်အောင်ဆိုပြီးပြေးပြီပြုတ်မောလိုက်တာရဲ့ YouTube channel ကို subscribe နဲ့ notification လောင်းလေးကိုနှုတ်ခဲ့ပေးပါအောင်နော်။ကျောင်းဟာတာပုံမြင်တွေကိုလည်းဆက်လက်တင်ဆက်ပေးသွားပါအောင်မယ်ခင်ဗျာ။အားပေးတဲ့တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။